မင်္ဂလာပါနော်မိတ်ဆွေကိုအခုမီလူလူ application လေးနဲ့ပြန်ပြီးမှမိတ်ဆက်ပေးမယ်နော်မီလူလူ application ဆိုရင် online ပေါ်မှာအခုနာမည်ကြီးနေတဲ့ application လေးပဲဖြစ်ပါတယ်နော်သူက True Money Wallet ရှိတဲ့သူများဒီ application ကိုသုံးစိတ်ချင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့သူကဒီ application ကပတ်စံတကယ်ပေးတဲ့ application ပဲဖြစ်ပါတယ်နော်သူကတောက်ကြနေတိုင်း True Money Wallet ထဲမှာ automatic သူကပတ်စံထားလိုက်ဝင်တယ်နော်ဘာမှ withdraw တွေပါမလို့သူက True Money နဲ့ချိတ်ဆက်ထားတာနဲ့တပြိုင်နဲ့ automatic သူကဝင်ပြီးသားဖြစ်တယ်နော်မီလူလူ application ဘယ်လိုပတ်စံရတာလဲဆိုတာရှင်းပြပြမယ်နော်application နဲ့ဝင်လိုက်မယ်နော်မီလူလူ application နဲ့ရောက်တာနဲ့မိတ်ဆွေကဒီမှာ discover တွေ့လားဒီမှာအောက်မှာနော် discover နော်ကိုကြိုက်တဲ့ဗီဒီယိုလေးတွေကိုရွေးပြီးမှလည်းကြည့်လို့ရတယ်နော်ကိုကြိုက်တဲ့ဗီဒီယိုရွေးပြီးကြည့်လို့ရှိရင်လည်းသူက coin လေးတွေတက်လာတယ်နော်coin လေးတွေကိုဘန်းငွေအဖြစ်ပြန်ပြီးမှပြောင်းလဲပေးရတာပဲဖြစ်ပါတယ်နော်ဘန်းငွေပြောင်းလဲဖို့ရန်အတွက်ဒီ WeWeb ဆိုတဲ့နေရာလေးကိုတစ်ချက်ဝင်လိုက်မယ်နော်ဝင်လိုက်တာနဲ့ဒီလိုမျိုးလေးကြာလာမှာဖြစ်ပါတယ်နော်ကောင်လေးကိုတစ်ချက်နှိပ်ပြရတဲ့ဒီမှာ return တွေ့လားreturn ဆိုတွေ့လားreturn လေးကိုနှိပ်လိုက်လို့ရှိရင်ဒီ coin နေနော် coin 8000ကျော် coin 8000ကျော်ဒီဘန်းငွေအဖြစ်ပြောင်းလဲပေးသွားမှာပဲဖြစ်ပါတယ်နော်return နှိပ်ပြမယ်နော်ဒီမှာနော်50တရမ88ဘတ်ပဲရှိရနော်return နှိပ်ပြမယ်နော်တွေ့လား59ဘတ်ဖြစ်သွားပြီနော်အဲ့လိုပဲဒီမီလိုလို application ကဒီ coin လေးတွေကိုစုပြီးမှသူကဘတ်ငွေနဲ့ပြန်ပြီးတော့လဲရတာပဲဖြစ်ပါတယ်နော်ကိုကြည့်ထားတဲ့ဗီဒီယိုတွေကိုကမအားလို့ကနောက်နေ့မှဆက်ကြည့်မယ်ဆိုပြီးတော့ကဗီဒီယိုတစ်ပုဒ်ကိုသူကအစုံကြီးကြည့်မယ်ပေါ့နော်ကိုကဒါမဲ့မအားဘူးနောက်နေ့မှဆက်ကြည့်မယ်အဲ့တော့ကိုကဒီမှာမိုင်လေးထဲမှာပြန်ဝင်ပြီးမှကိုကြည့်ရှင်တဲ့ဗီဒီယိုကိုပြန်ပြီးတော့ကြည့်လို့ရတယ်နော်နောက်ကြည့်ရင်ဒီမှာနောက်ကျဘာထူးခြားသေးလဲဆိုတော့ဒီမှာနော်WeWeb ကိုပြန်သွားမယ်နော်WeWeb ကိုသွားပြီးရတယ်မိတ်ဆွေပတ်စံထုတ်ထားတဲ့ list တွေကိုလည်းပြန်ပြီးတော့ကြည့်လို့ရတယ်နော်ဒီမှာဒီအောင်တစ်ချက်နှိပ်မယ်နော်ဒီနေရာတစ်ချက်နှိပ်ပြီးတော့နော်ဒီမှာတွေ့လား WeWeb history ဆိုတာရှိရလား history လားအဲ့နေရာတစ်ချက်နှိပ်မယ်နော်ဒါရထားတဲ့ပတ်စံတွေပဲဖြစ်တယ်နော်ဒါရထားတဲ့သူကပတ်စံရေးလေးရှိရနော်ဒီမှာ coin တွေကိုပြန်ကြည့်မယ်နော် coin WeWeb ဆိုတာရှိရနော်ဒါ coin ဒီ coin တွေနဲ့ခုနပတ်စံတွေဘန်းငွေပြန်လဲထားတာပဲဖြစ်ပါတယ်နော်ဒီ coin တွေအများကြီးလား coin တွေနဲ့သူကဘန်းငွေကိုပြန်ချိန်ထားတာပဲဖြစ်ပါတယ်နော်အဲကြောင့်ဒီ application လေးတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ application လေးပဲဖြစ်ပါတယ်နော်စိတ်ဝင်စားတဲ့သူများအောက်မှာ link လေးချထားပေးမယ်နော်link နဲ့ဝင်ပြီးမှဆက်မှတ်လို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်